အားလုံးမြင်တော့ဒီအကောက်ပါရှင်အမကြီးကျွန်တော်ဘာလို့ရကောင်းမလဲဆိုတော့ခင်ဗျားအမကြီးတော့ကျွန်တော်အသေးပေးထားရောမဟုတ်ပါဘူးတက်တော့မှတက်တော့တင်တော့မတင်တော့မလို့တက်တော့လေးများတော့ဒါပေမဲ့ကြီးနေပါတယ်ကျွန်တော်တက်ဒီအကောက်ပါရှင်ကျွန်တော်ဒီအကောက်ပါရှင်ကျွန်တော်ဘာလုပ်မှာလဲဆိုတော့ကျွန်တော်ကအကောက်ပါရှင်ဟုတ်ပြီမြတ်ကျွန်တော်မပြောချင်လို့ကြီးနေဘာလဲအဲ့လိုဘာနာတလက်ကလို့မေးပေါ့ညာနှစ်ခုတော့မိုက်ပါလေကျွန်တော်အကောက်မှလို့များလို့က live ပေးခဲ့ရလားခိုင်စရီလို live လို့ပေးကြအောင်လေညာဒီအမကြီးကတော့ကျွန်တော် YouTube ပေါ်မှာတော့ကိုမမှန်ပါရဲ့တူကျွန်တော်ကြီးစိုးရမ်းနေပါတယ်ဂုံယူပါတယ်ကိုမလေးမတာကောင်းပါလေလို့ကောင်းလေးရပါစေအဖေလေးမဖြစ်ပါစေဒီဗီဒီယိုကြော်ရတဲ့ကောင်လေးအဖေဖြစ်ပါစေစောမရှိပါစေမမနဲ့မောင်လေးဖြစ်ပါစေအမကြီးရေဂုံယူပါတယ်အမကြီး